အားလုံးပဲမင်္ဂလာပါရှင်အမသုံးတဲ့ပစ္စည်းတွေတစ်ခုနဲ့မိတ်ဆက်ပေးခြင်းလို့ပါဒါလေးကတော့ lucky အမှတ်တစ်စိတ်ပါမျက်နှာသစ်ကလေးပါเนาะတင်းတိတ်လို့ဝက်ချန်တို့အမဲဆက်ရှိတဲ့သူတွေအားလုံးတစ်နေ့နှစ်ကြိမ်မှန်သိရင်ပျောက်ပါတယ်เนาะပုံမှန်လေးတော့ဆွဲသုံးရတာပေါ့ဒါလေးကတော့စမ်းခွန်လေးပါเนาะဒါလေးကတော့တိုနာလေးပါတိုနာသူ့ကိုလူပြီးအမမျက်နှာမှာတွေ့တာအမဲဆက်တွေတော့ရှိပါတယ်ဒါပေမဲ့မျက်နှာကိုကြည်လင်ပါတယ်เนาะအမလည်းစမ်းသုံးနေပါတဖြည်းဖြည်းနဲ့တော့ပျောက်လာပါပြီเนาะပြီးတဲ့အခါကျတော့တိုနာလေးပြီးလို့ရှိရင်အဲ့ဒီမှာစီရွမ်လေးပါတစင်းပေါ့เนาะဒါလေးကိုမျက်နှာဒါလေးနဲ့မျက်နှာတစ်ပြီးလို့ရှိရင်ဒါလေးနဲ့ဒါလေးကိုသုံးမျက်နှာပေါ်မှာဖိုးဖိုးလေးတင်ပြီးသုံးဒါလေးကိုပြီးရင်စီလွန်လေးသုံးပြီးရင်စမ်းခွင်လေးသုံးဟောအဲ့ဒါပြီးလို့ရှိရင်စမ်းခွင်ရောမိတ်ကပ်ကော2မျိုးပါတဲ့ဟာလေးပါသုံးလို့ရပါတယ်เนาะဝယ်ခြင်းလို့ရှိရင်မှာခြင်းလည်းမှာလို့ရပါတယ်ဈေးနှုန်းလေးကလည်းအသင့်ကလေးပါဒါလေးကတော့တင်းတိတ်ပြောက်စေးတက်ပါเนาะသူ့ကိုလည်းမှာခြင်းမှာလို့ရပါတယ်